လီဗာပူးကိုလမ်းလျှောက်နှုတ်ဆက်ပြီး FA ဗလာဆီမီဖိုင်နယ်စီရှင်းနေစတိုက်အိမ်ပိုင်မြေပိုင်တက်လန်းသွားတဲ့မန်စီးတီးယနေ့ညအရှင်မြိုင်ကစားခဲ့တဲ့ FA ဗလာပွဲစဉ်မှာတော့မန်စီးတီးအသင်းကလီဗာပူးကိုဂိုးပြက်ကြီးနဲ့အောင်ပွဲခံပြီးတော့အပျော်ကြီးပျော်သွားခဲ့ပြန်ပါပြီ။နှစ်သင်းစလုံးကအပိုင်တွက်ပြီးတော့အကောင်းဆုံးလူစည်းတွေနဲ့ပွဲထွက်လာခဲ့ကြပေမဲ့တကယ်တမ်းကွင်းထဲမှာတော့မန်စီးတီးကပဲဘောလုံးကိုကစားစရာအယုတ်တစ်ခုလိုမျိုးသဘောထားပြီးတော့စိတ်ကြိုက်ကစားသွားခဲ့တာပါ။ပွဲချိန်39မိနစ်မှာနေဟာလန်ကပနတီကနေအဖွင့်ကိုစတင်ယူပေးခဲ့တယ်လို့ပထမပိုင်းပြီးကန်ဒီမှာလည်းပဲစင်မြန်ညိုရဲ့ဖန်တီးပေးမှုကနေဟာလန်ကပဲခေါင်းနဲ့အေးအေးဆေးဆေးထိုးထည့်ပြီးတော့ဒုတိယဂိုးကိုရယူခဲ့လို့စီးရီတို့နှစ်ဂိုးပြတ်နဲ့ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့တာပါလီဗာပူးဘက်ကနေလဲဆာလာတို့ AKTK တို့နဲ့ဂိုးရဖို့တဲ့စူးစမ်းခဲ့ပါသည်ဒါပေမဲ့ရတဲ့ခွင့်ရေးတွေကိုလေရဲလွှင့်ပစ်နေရနေတယ်မဲ့ပထမပိုင်းမှာမေမေရဘာမှမဖြစ်ခဲ့ပါဘူးဒုတိယပိုင်းအစမှာတော့စင်မြန်ညိုကဂိုးသမားကိုလှလှပပကြော်ဖြတ်ပြီးတော့3ဂိုးပြတ်ဖြစ်စေခဲ့တယ်လို့ပွဲချိန်မိနစ်60မတိုင်ခင်မှာပဲ O'Reilly ရဲ့ပေးပို့မှုကနေပြီးတော့ဟာလန်ကသူ့ရဲ့ hat-trick ကိုအမီရသွင်းယူလိုက်တာကြောင့်မလို့လေးဂိုးပြတ်ဆိုတဲ့ရလနဲ့တူတူလီဗာပူးကိုအလဲထိုးလိုက်တာပါလီဗာပူးတက်ရခဲ့တဲ့ပနယ်တီကိုတော့မှမန်စီးတီးကိုသမားဂျိန်းဒရက်ဖိုးကကာကွယ်လိုက်တဲ့အခါမှာတော့လီဗာပူးတို့ဂုံတိတ်က10ဂိုးတော့မှမရဘဲနဲ့မျက်နှာငေးခဲ့ရတာပါဒီနေ့ပွဲကြောင့်မလို့မန်စီးတီးက FA ဗလာဆီမီဖိုင်နယ်အဆင့်ကိုရှေ့ရသည့်ဇက်တိုက်တက်ရောက်နိုင်ခဲ့တဲ့အမခန်းမတန်းကြီးကိုပိုင်ဆိုင်သွားခဲ့ပါပြီဟာလန်ရဲ့ဂိုးသွင်းဆန်တုံးကလည်းတကယ်ကိုကြောက်စရာကောင်းတယ်လို့မန်စီးတီးကလည်းပဲဒီပြိုင်ပွဲရဲ့အရှင်သခင်ကြီးလိုဖြစ်နေတာအမှန်ပါပဲလာမယ့်ဆီမီဖိုင်နယ်မှာရောဘယ်အသင်းကမန်စီးတီးကိုတားဆီးနိုင်မလဲဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လို့ရှားကြပါပဲခင်ဗျာ